ဒီနေ့ပြုလုပ်တဲ့ဒီဆောက်လုပ်ရေးဌာနမှာပြုလုပ်တဲ့ဒီ knowledge sharing program လေးကတော့ကျွန်တော်တို့ဒါငလျင်တန်းကြောင့်ပေါ့နော်ထိခိုက်ပျက်စီးခဲ့တဲ့ဒီနေပြည်တော်မှာရှိတဲ့ရုံးနဲ့ဝန်ထမ်းအင်အားအဆောက်အဦတွေကိုကျွန်တော်တို့ကပြန်လည်စစ်ဆေးပြီးတဲ့ခါကျတော့ကျွန်တော်တို့ဒါပြန်လည်အနေအကင်းရှင်းမှုကိုပြန်လဲစစ်ဆေးပြီးတော့နေထိုင်နိုင်မှုအတွက်ကျွန်တော်တို့ကဘယ်လိုနည်းစနစ်တွေနဲ့စစ်ဆေးမယ်ဟလာဘယ်လိုနည်းစနစ်တွေနဲ့ဟလာပြန်လဲပြုပြင်နိုင်တယ်ဆိုတာလေးကိုဒါမျှဝေတဲ့ဒါ knowledge sharing program လေးဖြစ်ပါတယ်လက်လောအဖြစ်တော့ဒီ knowledge sharing program မှာတော့ဒါအပိုင်းနှစ်ပိုင်းပေါ့ပထမပိုင်းကတော့ကျွန်တော်တို့ဒါဘယ်လိုဟလာဘေးအနေအကင်းရှင်းမှုနဲ့ပတ်သက်ပြီးဘယ်လိုစစ်ဆေးမယ်စစ်ဆေးပြီးတဲ့အခါမှာဒီဟလာအချို့အဆောက်အဦတွေကတော့ဖြင့်ကျွန်တော်တို့ကဒါစစ်ဆေးချက်အရဒါကျွန်တော်တို့ကဒါဘေးအနေကင်းရှင်းပြီးတော့လက်လောပြန်လိုက်နေထိုင်လိုက်ရတယ်ဆိုတော့အဖြေတစ်ခုကျွန်တော်တို့ရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကအဲ့ဒီခါမှာကျွန်တော်တို့လက်လောတော့ဖြစ်ရင်နေထိုင်လို့မရသေးဘူးအဲ့ဒီမှာကျွန်တော်တို့ကပေါ့နော်ပြန်လဲပြုပြင်ပြီးတော့အဓိကအဖြစ်ကျွန်တော်တို့ main structure ပေါ့ကျွန်တော်တို့က software ပင်မဒီ structure ကိုမထိခိုက်တဲ့အနေထားမျိုးမှာကျွန်တော်တို့ဒါကိုအလတ်စားဘယ်လိုပြန်လဲပြင်ဆင်လိုက်လို့ရှိရင်ပြန်လဲနေထိုင်လို့ရမယ်ဆိုတော့ဒီ trend ကိုကျွန်တော်တို့သွားတာဖြစ်ပါတယ်အဲ့မှာလည်းပြင်ဆင်နိုင်တဲ့ technique လေးတွေကိုကျွန်တော်တို့ဝန်ကြီးဌာနအသီးသီးနဲ့ဒီအဖွဲ့အစည်းတွေက engineer တွေကိုကျွန်တော်တို့ knowledge sharing လုပ်ပေးတာဖြစ်ပါတယ်လက်လောမှာတော့ကျွန်တော်တို့နေပြည်တော်မှာကတော့ဒီထိခိုက်ပျက်စီးမှုအများစုကတော့ဒါဝန်ကြီးဌာနဒီဝန်ထမ်းအင်အားနဲ့ရုံးဆောက်အချို့ဖြစ်တယ်ဆိုတော့ဒါကတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကပထမဦးစားပေးအနေနဲ့တော့ဒါဝန်ထမ်းအင်အားနဲ့ရုံးတွေကိုစီစစ်မယ်စီစစ်ပြီးလို့ရှိရင်ကျွန်တော်တို့ကထိခိုက်မှုမရှိတဲ့အဆောက်အဦတွေမှာဒါဝန်ထမ်းတွေနဲ့ဒီဆိုတော့အဖွဲ့အစည်းတွေနဲ့ပြန်လဲပြီးတော့ဒါပြန်လဲနေထိုင်ပြီးတော့ဒီရုံးလုပ်ငန်းပြန်လဲလေပတ်ဖို့အတွက်ကပထမဆောင်ရမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့လိုအပ်လို့ရှိရင်လည်းဒါပြည်သူတွေရဲ့ဒါအဆောက်အဦတွေကိုစစ်ဆေးကြတယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ကဒီ engineer ဆိုင်ရာဒီအသင်းဖွဲ့တွေနဲ့လည်းကျွန်တော်တို့ချိတ်ဆက်ပြီးတော့ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒါနဲ့ပတ်သက်ပြီးတော့ပြောရမယ်တော့သဘာဝဘေးဆိုတော့ကျွန်တော်တို့ကတော့ရှောင်လွှဲလို့မရတဲ့အနေအထားဖြစ်ပါတယ်ရှောင်လွှဲလို့မရတဲ့အနေအထားမှာဖြစ်ပေါ်လာခဲ့လို့ရှိရင်ကျွန်တော်တို့အတတ်နိုင်သမျှဒါထိခိုက်ပျက်စီးဆုံးရှုံးမှုရောပါသက်တောင်ဘယ်လိုဆောင်ရွက်မလဲဆိုတာလည်းကျွန်တော်တို့သိရှိထားဖို့လိုသလိုဒါထိခိုက်ဆုံးရှုံးမှုတွေဖြစ်လာပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဘယ်လိုပြန်ပြီးတော့မြန်မြန်ဆန်ဆန် recovery ရအောင်မြန်မြန်ဆန်ဘယ်လိုပြန်လဲထူထောင်မလဲပြီးရင်ဘယ်လိုအန္တရာယ်ကင်းနဲ့ကျွန်တော်တို့ရှေ့ဆက်ပြီးတဲ့ခါကျတော့ဆောင်ရွက်ကြမလဲဆိုတာအရေးကြီးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဒါဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ဒါကျွန်တော်တို့ဒီနိပညာရပိုင်းဆရာမှာဒါပြည်သူလူထုရဲ့ဒီအသက်အိုးအိမ်စီးစိမ်လုံခြုံမှုရှိဖို့အတွက်အတတ်နိုင်ဆုံးကျွန်တော်တို့ကဟလာဘေးရန်ရဲ့ကင်းရှင်းစေဖို့ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းပြောကြားလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်